အင်္ဂလိပ်စာကိုအခုမှစတင်လေ့လာတဲ့သူတွေအတွက်စာကြောင်းအရှိကြီးတွေတွေ့ရင်ဘယ်ကနေဘယ်လိုစပြောရမှန်းမသိပဲအခက်တွေ့နေတတ်ပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့နော်။ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့အင်္ဂလိပ်စကားပြောဖို့အတွက်မဖြစ်မနေသိထားရမယ်။အခြေခံစကားစုလေးတွေကိုစကားလုံးတစ်လုံးကြီးစီရဲ့အဓိပ္ပာယ်ကအစားတိတိကျကျရှင်းပြပေးသွားမှာပါ။အခြေခံလေးတွေကိုနားလည်သွားရင်နောက်ကနေကိုပြောချင်တဲ့စကားလုံးတွေစာထိုးပြီးတော့လွယ်လွယ်ကူကူပြောနိုင်သွားပါလိမ့်မယ်။ နံပါတ်1ပထမဆုံးအနေနဲ့ကိုကတခုခုလုပ်ချင်တယ်ဆိုတာကိုပြောချင်တဲ့အခါဒီလိုသုံးလို့ရပါတယ် I want to ဒီစာကြောင်းလေးကိုတစ်လုံးချင်းစီခွဲခြားကြရအောင် I ဆိုတာကကျမဒါမှမဟုတ်ကျွန်တော်ပါ want ဆိုတာကလိုချင်တာဆန္ဒရှိတာကိုပြောတာပါသူဆိုတာလေးကတော့ရှေ့က want နဲ့တွဲပြီးတော့တခုခုလိုချင်တယ်လို့ပြောတဲ့အခါမှာဆက်ဆက်ပေးတဲ့စကားလုံးလေးဖြစ်ပါတယ်ဒါကြောင့်သုံးလုံးပေါင်းလိုက်တဲ့အခါ I want to ဆိုလို့ရှိရင်တော့ကျမလိုချင်တယ်လို့သိပေးရပါတယ်ဥပမာနောက်ကနေစားသည် eat ဆိုတာလေးထည့်လိုက်လို့ရှိရင် I want to eat ကျမစားချင်တယ်ဆိုပြီးတော့ဖြစ်သွားပါတယ်သွားသည်ဆိုတာလေးထည့်လိုက်ရင် I want to go ကျမသွားချင်တယ်ဆိုပြီးတော့အလွယ်တကူပြောလို့ရသွားပါပြီနံပါတ်2မဖြစ်မနေလို့ဖို့လိုအပ်တဲ့ကိစ္စတွေကိုပြောချင်တဲ့အခါမှာတော့ဒီလိုလေးသုံးပါတယ် I need to I ဆိုတော့ကျမပါ need ဆိုတာကတော့လိုအပ်တယ်လို့အဓိပ္ပာယ်ရပါတယ် to လေးနဲ့တွဲလိုက်တော့ I need to ဆိုတာကတခုခုလုပ်ဖို့လိုအပ်တယ်ဆိုတဲ့သဘောပါအင်္ဂလိပ်စာလေ့လာဖို့လိုတယ်ဆိုလို့ရှိရင် I need to study English အလုပ်သွားဖို့လိုတယ်ဆိုရင် I need to go to work ဆိုပြီးပြောနိုင်ပါတယ်နံပါတ်3ကိုဝါသနာပါတာလောရတာနှစ်သက်တဲ့အရာတွေကိုပြောပြချင်ရင်ဒီစာကြောင်းလေးကိုသုံးပါ I like to like ဆိုတာကတော့သဘောကျသည်နှစ်သက်သည်လို့ဆိုလိုပါတယ်ပေါင်းလိုက်တော့ I like to ဆိုတာကတော့လောရတာနှစ်သက်တယ်လို့ပြောတာပါဥပမာစာဖတ်ရတာကြိုက်တယ်ဆိုရင် I like to readတခြင်းနားထောင်ရတာကြိုက်တယ်ဆိုရင် I like to listen to music လို့သုံးလို့ရပါတယ်နံပါတ်4တကယ်ချင်းနဲ့စုပြီးတော့အတူတူလုပ်ကြမယ်လို့တိုက်တွန်းတဲ့အခါသုံးလက်စကားစုလေးဖြစ်ပါတယ် let's ဆိုတာကတော့စကားလုံးနှလုံးကိုပေါင်းရေးထားတာပါအဓိပ္ပာယ်ကတော့ခွင့်ပြုပါအတူတူလုပ်ကြစို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဥပမာသွားကြစို့ဆိုလို့ရှိရင် let's goစားကြစို့ဆိုရင် let's eat စားကြစို့ဆိုရင် let's start ဆိုပြီးတော့အတိုးဆုံးနဲ့အလွယ်ဆုံးသုံးနိုင်ပါတယ်နံပါတ်5သူတစ်ပါးစီကနေအကူအညီတောင်းတဲ့အခါရင်းရင်းကြီးကြီးနဲ့မိတဲ့ပုံစံလေးဖြစ်ပါတယ် can you can ဆိုတာကလုံးနိုင်သလားလို့မိတာပါ you ဆိုတာကတော့သင်ပေါ့နော်အဲ့တော့ can you ဆိုရင်သင်လုပ်ပေးနိုင်မလားလို့အကူအညီတောင်းတာပါဥပမာကျမကိုအကူအညီနိုင်မလားဆိုရင် can you help me ဒါလေးယူပေးနိုင်မလားဆိုရင် can you take it ဆိုပြီးမေးနိုင်ပါတယ်နံပါတ်6ကိုဘက်ကနေတခုခုလုပ်ခွင့်ရမလားလို့ခွင့်တောင်းတဲ့အခါကျရင်ဒါလေးကိုသုံးနိုင်ပါတယ် can I can ဆိုတာလုံးနိုင်သလားဖြစ်ပါတယ် I နဲ့ပေါင်းလိုက်လို့ရှိရင်တော့ကျမလုံးနိုင်မလားဆိုတော့ခွင့်တောင်းတာပါဥပမာဝင်လာလို့ရမလားဆိုရင် can I come in ဒါလေးသုံးလို့ရမလားဆိုရင် can I use this ဆိုပြီးတော့ယဉ်ကျေးစွာခွင့်တောင်းလို့ရပါတယ်နံပါတ်9ဈေးဝယ်တဲ့အခါပဲဖြစ်ဖြစ်အရာဝတ္ထုတစ်ခုခုရှိသလားလို့မေးခြင်းတဲ့အခါပဲဖြစ်ဖြစ်ဒီလိုမေးလို့ရပါတယ် do you have သင်မရှိလား do ဆိုတာကတော့မေးခွန်းမေးတဲ့အခါအရှိဆုံးကနေကူညီပေးတဲ့စကားလုံးမှာ have ဆိုတာကတော့ပိုင်ဆိုင်ရရှိသည်လို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့် do you have ဆိုလို့ရှိရင်သိစီမှာရှိလားလို့မေးတာပါပတ်သက်ရှိလားဆိုရင် do you have money ချိန်ရှိလားဆိုရင် do you have time ဆိုပြီးတော့နောက်ကနေအမည်နာမလေးတွေကတ်လိုက်ရမှာပဲเนาะနံပါတ်8နေရာတစ်ခုကိုသွားချင်လို့လမ်းမေးတဲ့အခါမှာဒါလေးကိုသုံးပါ where is where ဆိုတာကဘယ်နေရာမှာလဲလို့မေးတာပါ it ဆိုတာကတော့ရှိတယ်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါကြောင့် where is ဆိုလို့ရှိရင်ဘယ်မှာရှိတယ်လဲဆိုပြီးတော့ပြောတာပါဥပမာအင်္ဂါဘယ်မှာရှိလဲဆိုလို့ရှိရင် where is the restroom ဘူတာရုံဘယ်မှာလဲဆိုရင် where is the station ဆိုပြီးမေးလို့ရပါတယ်နံပါတ်9ဆိုင်မှာဈေးဝယ်တဲ့အခါကိုလိုချင်တဲ့ပစ္စည်းလေးတွေကိုရှာပေးဖို့ပြောချင်ရင်ဒါလေးကိုသုံးပါ I am looking for ဆိုတာကတော့တခုခုကိုလိုက်လံရှာဖွေနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဖက်နှက်ရှာနေတာပါဆိုရင် I am looking for shoes လက်ဆောင်တစ်ခုရှာနေတာပါဆိုရင် I am looking for a gift နံပါတ်10ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းကိုမေးချင်တဲ့အခါမှာအမြဲတမ်းဒီလိုပဲမေးပါတယ် how much ဆိုတာကဘယ်လောက်လဲဆိုပြီးတော့အရေးအတွက်ဒါမှမဟုတ်ဈေးနှုန်းကိုမေးရပါ is ကဖြစ်တယ်လဲပေါ့နော်ပေါင်းလိုက်တော့ဈေးဘယ်လောက်လဲလို့မေးရဖြစ်သွားပါတယ်ဥပမာဒီဟာကဘယ်လောက်လဲဆိုလို့ရှိရင် how much is this
ဒီအင်ဂျီကဘယ်လောက်လဲဆိုရင် how much is this shirt လို့မေးနိုင်ပါတယ်နံပါတ်7တရားရောက်ကိုဘာအတွက်ကျေးဇူးတင်တာလဲဆိုပြီးတော့တွဲပြောချင်တဲ့အခါသုံးပါတယ် thank you for thank you ဆိုတာကသင်ကိုကျေးဇူးတင်ပါတယ်လို့ပြောတာပါ for ကအတွက်လို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့် thank you for ဆိုရင်တခုခုအတွက်ကျေးဇူးတင်ပါတယ်လို့ပြောတာပါဥပမာကူညီပေးတဲ့အတွက်ကျေးဇူးပါဆိုရင် thank you for helping လာပေးတဲ့အတွက်ကျေးဇူးပါဆိုရင် thank you for coming လို့သင်ကြားလေးပြောနိုင်ပါတယ်နံပါတ်7ကိုကတခုခုမှကျွမ်းကျင်တယ်တော်တယ်လို့ယုံကြည်မှုရှိရှိပြောခြင်းရင်ဒီစာကြောင်းလေးကိုသုံးပါ I am good at good at ဆိုတာကတော့တခုခုမှကောင်းမွန်တဲ့ကျွမ်းကျင်တယ်လို့အဓိပ္ပာယ်ရပါတယ်ဟင်းချက်တော်တယ်လို့ပြောခြင်းရင် I am good at cooking စကားပြောတော်တယ်ဆိုရင် I am good at speaking လို့ပြောလို့ရပါတယ်နံပါတ်7အလုပ်တစ်ခုခုလုပ်ဖို့စူးစမ်းနေတဲ့အချိန်တွေကိုပြောချင်ရင်ဒီစာကြောင်းလေးကိုသုံးနိုင်ပါတယ်ရှင်I am trying to ကတော့စူးစမ်းအားထုတ်နေရလို့ပြောတာပါဥပမာနားလည်အောင်စူးစမ်းနေတယ်ဆိုရင် I am trying to understand အိပ်ပျော်အောင်စူးစမ်းနေတယ်ဆိုရင် I am trying to sleep လို့ပြောနိုင်ပါတယ်နံပါတ်14မလုပ်ဖို့သတိပေးတဲ့အခါဒါမှမဟုတ်သတိတရားလုပ်ဖို့မှာကြားတဲ့အခါမှာသုံးပါတယ်Don't forget to ဒီပြကတော့လုပ်ဖို့မမေ့ပါနဲ့เนาะ Don't ဆိုတာကမလုံးနဲ့ပါ Forget ဆိုတာတော့မေ့ပြတာပါနှစ်ခုပေါင်းလိုက်တော့ Don't forget to ဆိုရင်မမေ့သွားပါနဲ့เนาะလို့မှာတာပါဥပမာဖုန်းဆက်ဖို့မမေ့နဲ့เนาะဆိုရင် Don't forget to call အင်စာလုပ်ဖို့မမေ့နဲ့ဆိုရင် Don't forget to do your homework လို့မှာလို့ရပါတယ်နံပါတ်15လုံးရမယ့်အချိန်ကြာရောက်နေပြီဆိုတာကိုသတိပေးခြင်းတဲ့အခါသုံးပါတယ် It is timeဆိုတာကတော့အချိန်ရောက်ပြီလို့ပြောတာပါဥပမာအေးရမယ့်အချိန်ရောက်ပြီဆိုရင် it is time to sleep သွားရမယ့်အချိန်ရောက်ပြီဆိုရင် it is time to go လို့သုံးနိုင်ပါတယ်နံပါတ်16သူတစ်ပါးအဆင်သင့်ဖြစ်ပြီလားလို့မေးခြင်းတဲ့အခါသုံးတဲ့စကားစုဖြစ်ပါတယ် Are you ready to Are you ဆိုတာကတော့သင်ဖြစ်နေပြီလားလို့မေးတာပါ ready ဆိုတာတော့အဆင်သင့်ပါဒါကြောင့်အဆင်သင့်ဖြစ်နေပြီလားလို့မေးတာပါဥပမာတခုခုမှားဖို့အတွက်အဆင်သင့်ဖြစ်နေပြီလားဆိုရင် Are you ready to order စားဖို့အဆင်သင့်မလားဆိုရင် Are you ready to start လို့မေးနိုင်ပါတယ်လို့တခုခုကိုချက်ချင်းစတင်တော့မယ်လို့ပြောချင်တဲ့အခါမှာတော့ဒီစာကြောင်းလေးကိုသုံးလို့ရပါတယ် I am about to ဆိုတာကတော့အခုလေးတွေစလုပ်တော့မလို့ပြောတာပါထွက်သွားတော့မလို့ဆိုရင် I am about to leave စားတော့မလို့ဆိုရင် I am about to eat လို့သုံးလို့ရပါတယ်နံပါတ်18တခုခုကိုလုံးချင်စိတ်ပေါက်နေရလို့ခံစားချက်ကိုဖွင့်ပြောခြင်းရင်ဒီစာကြောင်းလေးကိုသုံးပါ I feel like ဆိုတာတော့ခံစားရတယ်စိတ်ကဒီလိုဖြစ်နေရလို့ပြောတာပါဥပမာငိုချင်စိတ်ပေါက်နေတယ်ဆိုရင် I feel like crying ကော်ဖီတောက်ချင်စိတ်ပေါက်နေတယ်ဆိုရင် I feel like drinking coffee လို့ပြောနိုင်ပါတယ်နံပါတ်19ကိုလုံးမဲ့စီစဉ်တွေကိုကြိုပြောပြခြင်းတဲ့အခါမှာဒီစာကြောင်းလေးကိုအသုံးပြုပါ I plan to plan ဆိုတာကတော့အစီအစဉ်ဆွဲထားတာကိုပြောတာပါခီးသွားဖို့အစီအစဉ်ရှိရဆိုရင် I plan to travel အလုပ်ပြောင်းမှုအစီအစဉ်ရှိရဆိုရင် I plan to change my job လို့ပြောလို့ရပါတယ်နောက်ဆုံးအနေနဲ့ကတော့သူများစီကအကြံဉာဏ်တောင်းတဲ့အခါဒီလိုမေးလေးရှိပါတယ် What do you think of ဒီပေါ်မှာသင်ဘယ်လိုထင်လဲလို့ပြောတာပါ What ဆိုတာတော့ဘာလဲပါ Do you think ဆိုတာတော့သင်ဘယ်လိုစဉ်းစားလဲထင်တယ်လဲလို့မေးတာပါဒီဂျန်စီကိုဘယ်လိုထင်လဲဆိုရင် What do you think of this idea ဒီစာအုပ်ကိုဘယ်လိုထင်လဲဆိုရင် What do you think of this book ဆိုပြီးတော့အလွယ်တကူမေးမြန်းနိုင်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့အင်္ဂလိပ်စာကိုအလွတ်ကျစရာမလိုပဲစကားလုံးတစ်လုံးချစ်စီရဲ့အဓိပ္ပာယ်ကိုနားလည်ပြီးအလွယ်တကူဝတ်ချပွားနိုင်မယ့်ပုံစံ20ကိုရင်းနှီးသွားလောက်ပြီးထင်ပါတယ်ဒီနေ့သင်ခန်းစာလေးတွေကနေ I like to ဆိုတဲ့ပုံစံလေးကိုသုံးပြီးတော့ကိုယ်ပိုင်ဝတ်ချတဲ့လေးတစ်ချောင်းကိုအောက်က comment မှာရေးပေးခဲ့ပါအောင်နော်ကိုယ်တိုင်တို့ပြီးချလိုက်တာကသင်ကိုဘယ်တော့မှမမေ့အောင်ကူညီပေးမှာပါအားလုံးပဲတာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်